ဥရောပတစ်ခွင်လုံးမန်ယူပြန်လာလို့တုံလုံးနေကြပြီ။ပရိသတ်များဝဲမင်္ဂလာများဝိုင်းကျန်ထီတန်စပေါ့ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ။မန်ချက်နယ်တက်ဟာသူတို့ရဲ့ရွှေခွင့်မာတော့ကပရီးမီးယားလိတွေမကဘဲဥရောပကိုပါသိမ်းပိုက်နိုင်နေခဲ့တဲ့အသင်းဖြစ်ပါရင်။ယူနိုက်တက်ဟာတရားဒီမှာယာယီနီးပြမိုက်ကယ်ကာရီရဲ့ယာဒီတဝက်ကဲတင်မှုနဲ့ရလက်ကောင်းတွေပိုင်ဆိုင်ထားပြီးအရင်ကရွှေခေးစီကိုပြန်လည်သွားနိုင်ဖို့အတွက်လမ်းကြောင်းမှန်ပေါ်ရောက်ရှိနေပါရင်။ယူနိုက်တက်ဟာမိုက်ကယ်ကာရီလက်တန်6ပွဲကစားထားရမှာ9ပွဲအထိအနိုင်ရရှိထားပြီးတပွဲတည်ကြထားပါရင်။ယာဒီတဝက်အထိဇာတ်လည်မှာရုန်းကန်နေရတဲ့အသင်းဟာအခုဆိုရင်တော့ဖလားစင်ကော်သူအသင်းဖြစ်လာနေပါရင်။ယူနိုက်တက်ဟာဒီတစ်ပတ်မှာအေဗာတန်ရဲ့မိုနိုမက်စ်ကွင်းတေကြီးကိုတွားရောက်ရှင်မြန်ကစားခဲ့ပြီးဝမ်စီနဲ့နိုင်ရရှိလာခဲ့ပါတယ်။ယူနိုက်တက်အတွက်နိုင်ဂိုးကိုဒီယာဒီအကောင်းဆုံးကစားမဘရိုင်အန်မူမိုကဖန်တီးပေးခဲ့ပြီးအကောင်းဆုံးတိုက်စစ်မှုဘင်ဂျမင်ရှက်ကိုကသွင်းယူပေးခဲ့ပါတယ်။ဒီဝမ်နိုင်ရရှိသွားတာကြောင့်ယူနိုက်တက်ဟာချဲလ်ဆီနဲ့လီဗာပူးကိုနောက်ကောက်ချပြီးအင်စတာဗီလာနာကိုအမိလိုက်လာနေပါတယ်။အဆင့်တစ်ကအက်စနယ်ကိုတော့ယူနိုက်တက်ကတပွဲရောက်ကန်73မှတ်အကွာကိုရောက်နေတာပါ။ယူနိုက်တက်အဆင့်၄နေရာမှာရှိနေတယ်ဆိုပေမဲ့ဒီတိုင်းပဲဆက်ပြီးနိုင်ပွဲဆက်နေအဆင့်1နဲ့2ကအသင်းတွေခြေကျော်တဲ့အခါအမှတ်ကွာအချက်ကိုရှော့ချနိုင်ပြီးချန်ပီယံလောင်းတင်းဖြစ်လာနိုင်ပါတယ်။ဒီယာဒီကံမကောင်းလို့ချန်ပီယံဆုနဲ့လွဲခဲ့ရင်တော့နောက်ရာသီချန်ပီယံလိဝင်ခွင့်ကတော့ယူနိုက်တက်အတွက်တေချာတစ်ထက်တေချာနေပါတယ်။ယူနိုက်တက်တိုးတက်လာတဲ့အတွက်19သင်းပရိသတ်တွေမကဘဲဥရောပတစ်ခွင်လုံးကပါကြောက်တူးတုံနေကြမှာပါ။ယူနိုက်တက်ကနောက်ရာသီဆိုရင်ချန်ပီယံလိပြန်လည်ကစားရမှာဆိုတော့လေးအဆင့်မှာတင်အသင်းကြီးတွေကိုပညာပေးနိုင်တော့မှာပါ။ယူနိုက်တက်ကမိုက်ကယ်ကာရီနဲ့ဒီယာဒီချန်ပီယံဖြစ်လာရင်ကာရီလည်းအမြဲတမ်းအနည်းပြဖြစ်လာပြီးနောက်ရာသီဥရောပဖလားအောင်မြင်မှုကိုပါရည်မှန်းနိုင်မှာဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်။